ပရိသတ်ကြီးရေကျွန်တော်တို့ငငယ်ကကစားခဲ့တဲ့ဂိမ်းလေးတွေမှတ်မိကြသေးလားအဲ့ဒီတုန်းကတော့ဒါတွေဟာဖျော်ဖြေရေးတက်ကစားပြီးရင်ပြစ်ထားခဲ့ရုံပဲလို့ထင်ခဲ့ကြမှာပါဒါပေမဲ့တကယ်လို့အခုကျွန်တော်ပြောပြမဲ့ဂိမ်းလေးတွေကသိန်းပေါင်းများစွာတန်းပေါင်းများစွာတန်ဖိုးရှိနေတယ်ဆိုရင်ဘယ်လိုလုပ်မလဲဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့လေ့လာသွားမယ့်အကြောင်းအရာကတန်ဖိုးထောင်ချီသိန်းချီကစားစရာ retro game များအကြောင်းပဲဖြစ်ပါတယ် Visuals montage of old game consoles NES SNES Atari Game Boy with energetic graphics ကျွန်တော်တို့ရဲ့အချိန်ဆက်ကိုပြန်လဲပတ်ပြီးအတိတ်ကိုခေတ္တခဏပြန်သွားရအောင်80ပြည့်လွန်နှစ်တွေ90ပြည့်လွန်နှစ်တွေကဂိမ်းလောကဟာအခုခေတ်လိုခေတ်မီစမ်းပြတာမျိုးမရှိသေးပါဘူးရိုးရိုးရှင်းရှင်း pixel pixel graphic လေးတွေလွယ်ကူတဲ့ကစားပုံလေးတွေနဲ့ပဲကလေးတွေရောလူကြီးတွေပါပျော်ရွှင်ခဲ့ကြတာပါဒါပေမဲ့အချိန်တွေပြောင်းလဲလာတာနဲ့အမျှဒီဂိမ်းလေးတွေဟာတန်ဖိုးမဖြတ်နိုင်တဲ့အမှုပညာပစ္စည်းတွေသမိုင်းမှတ်တိုင်တွေဖြစ်လာပြီးစုဆောင်းသူတွေရဲ့အာရုံစိုက်မှုကိုရရှိလာပါတယ် Visuals close up on a Wota Games or Evgea grading label showing a high score like Wota ဒါဆိုဒီဂိမ်းဟောင်းလေးတွေဘာကြောင့်ဒီလောက်တောင်ဈေးကြီးရတာလဲအဓိကအချက်၄ချက်ရှိပါတယ်ပထမဆုံးအချက်ကတော့ရှားပါမှု rarity ပါကဘာပေါ်မှာဒီဂိမ်းမျိုးအနည်းငယ်လေးပဲရှိတယ်ဆိုရင်ဒါမှမဟုတ်ထုတ်လုပ်မှုနည်းပါးခဲ့တယ်ဆိုရင်ဈေးနှုန်းကအလိုမြင့်တက်လာပါတယ်ဥပမာအနေနဲ့ပြောရရင် Visuals show images of Nintendo World Championships 1990 gold cartridge Nintendo World Championship 1990ဆိုတဲ့ဂိမ်းလေးကိုကြည့်ပါဒီဂိမ်းဟာ1990ပြည့်နှစ်မှာ Nintendo ကကျင်းပခဲ့တဲ့ပြိုင်ပွဲအတွက်အထူးထုတ်လုပ်ခဲ့တာပါရွှေရောင် cartridge 26ခုနဲ့မီးခိုးရောင် cartridge 90ခုသာထုတ်လုပ်ခဲ့တာပါစိတ်ကူးကြည့်ပါကဘာပေါ်မှာ26ခုပဲရှိတဲ့ရွှေရောင် cartridge တစ်လုံးရဲ့တန်ဖိုးဟာအခုဆိုရင် American dollar သိန်းချီတန်နေပြီဖြစ်ပါတယ်2014တုန်းကတော့ဒေါ်လာ3သိန်းကျော်နဲ့ရောင်းချခဲ့ရတာပါဒါဘလောက်ရှားပါလဲဆိုတာမြင်သာပါလိမ့်မယ် Visuals show images of stadium events NES game sealed and unsealedနောက်ထပ်ရှားပါးဂိမ်းတစ်ခုကတော့NESအတွက်ထုတ်လုပ်ခဲ့တဲ့ Stadium Events ပါဒီဂိမ်းကိုဘန်ဒေကထုတ်လုပ်ခဲ့တာဖြစ်ပြီးဥရောပမှာ track field လိုက်အဖြစ်ပြန်လည်မဖြန့်ချိခင်ခဏလေးသာမြောက်အမေရိကမှာရောင်းချခဲ့ရတာပါဒါကြောင့်ကမ္ဘာပေါ်မှာဒီဂိမ်းရဲ့မူရင်းပါရှင်းဟာရောင်းချခဲ့တဲ့အရေအတွက်အလွန်နည်းပြီးအခုဆိုရင်ဖော့ပုံး seal အနေထားနဲ့ဆိုဒေါ်လာသိန်းချီပေးဝယ်ရတဲ့အထိပါပဲဒုတိယအချက်ကအခြေအနေ conditionပါဂိမ်းတစ်ခုရဲ့တန်ဖိုးကိုဆုံးဖြတ်ရမှာသူ့ရဲ့အခြေအနေကအရေးအကြီးဆုံးအခန်းကဏ္ဍကနေပါဝင်ပါတယ်ပုံပတ်လေ sealed အတိုင်းမဖွင့်ရသေးတဲ့ဂိမ်းတွေလုံးဝအစင်းရမရှိတဲ့ cartridge တွေပုံမှန်အတိုင်းအလုပ်လုပ်နေတဲ့ဂိမ်းတွေဟာတန်ဖိုးအမြင့်ဆုံးဖြစ်ပါတယ် Wota Games ဒါမှမဟုတ်လိုဖွဲ့အစည်းတွေကဂိမ်းရဲ့အခြေအနေကိုအဆင့်သတ်မှတ်ပေးပြီးဒီအဆင့်သတ်မှတ်ချက်ကဈေးနှုန်းကိုတိုက်ရိုက်သက်ရောက်မှုရှိပါတယ် Visuals show Super Mario 64 Wota 9.8 sealed copy, then other pristine sealed games. ဒီနေရာမှာမကြသေးခင်ကကဘာကိုအံ့အားသင့်စေခဲ့တဲ့သတင်းတစ်ခုပြောပြချင်ပါတယ်2021ခုနှစ်တုန်းက Super Mario 64ဆိုတဲ့ဂိမ်းတစ်လုံးဟာ American dollar 1.56 သန်းနဲ့ရောင်းချခဲ့ရပါတယ်ဟုတ်ပါတယ်တသန်းခွဲကျော်ပါဘာလို့ဒီလောက်တောင်ဈေးကြီးရတာလဲဆိုတော့အဲ့ဒီဂိမ်းဟာWota 9.8ကဆိုတဲ့အမြင့်ဆုံးအဆင့်သတ်မှတ်ချက်ရထားပြီးလုံးဝမဖွင့်ရသေးတဲ့ဖော်ပုံအတိုင်းရှိနေလို့ပါပဲအဲ့ဒီအချိန်မှာဒါဟာကမ္ဘာဈေးအကြီးဆုံးဂိမ်းအဖြစ်စံချိန်တင်ခဲ့ပါတယ်ဒီလိုမျိုးစံချိန်တင်ခဲ့တဲ့နောက်ထပ်ဂိမ်းတစ်ခုကတော့ The Legend of Zelda NES ရဲ့1988ခုနှစ်ထုတ်လုပ်မှုပထမဆုံး batch ကမဖွင့်ရသေးတဲ့ပုံစံပါဒါကိုလည်း2021ခုနှစ်မှာပဲဒေါ်လာ8,900,000နဲ့ရောင်းချခဲ့ရပါတယ်တတိယအချက်ကပရိသတ်ရဲ့စိတ်ဝင်စားမှု nostalgia demand ပါကျွန်တော်တို့ငငယ်ကယူသွခဲ့ရတဲ့ဂိမ်းတွေကျွန်တော်တို့ရဲ့ဘဝရဲ့အစိတ်ပိုင်းဖြစ်ခဲ့တဲ့ဂိမ်းတွေဟာအသက်ကြီးလာတဲ့အခါပိုပြီးတန်ဖိုးထားမိကြပါတယ်လူတွေဟာသူတို့ရဲ့ငယ်ဘဝအမှတ်တရတွေကိုပြန်လည်အမှတ်ရစေတဲ့ပစ္စည်းတွေကိုပတ်စံဘလောက်ကုန်ဝယ်ယူဖို့ဝင်မလေးကြပါဘူးဒါကြောင့်လူအများစုကချစ်ခင်ခဲ့ကြတဲ့ဂိမ်းတွေဟာတန်ဖိုးပိုမိုမြင့်တက်လာပါတယ် Super Mario Zelda Pokemon လိုဂိမ်းတွေကဒီလိုမျိုးပါပဲစတုတ္ထအချက်ကတော့သမိုင်းဝင်အရေးပါမှု historical significance ပါတချို့ဂိမ်းတွေဟာဂိမ်းလောကရဲ့ပြောင်းလဲမှုတွေစမ်းသစ်တီထွင်မှုတွေကိုကိုစားပြုပါတယ်ပထမဆုံး3ဂိမ်းပထမဆုံး open world ဂိမ်းစသည်ဖြင့်ပေါ့
ဒီလိုဂိမ်းတွေဟာဂိမ်းသမိုင်းရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်တာကြောင့်စုဆောင်းသူတွေရဲ့စိတ်ဝင်စားမှုကိုရရှိပါတယ်။ Visuals transition to footage of people searching at flea markets, garage sales, and then finding something interesting. ဒါဆိုကျွန်တော်တို့လိုပုံမှန်လူတွေအနေနဲ့ဒီလိုတန်ဖိုးကြီး retro ဂိမ်းတွေကိုဘယ်လိုရှာဖွေနိုင်မလဲကံကောင်းရင်ကျွန်တော်တို့ရဲ့အိမ်အောင်ပရိဘောဂတွေကြားအမိုက်ပုံတွေကြားဒါမှမဟုတ်အိမ်အိုကြီးတွေရဲ့ထက်ခိုးတွေထဲမှာတန်ဖိုးကြီးဂိမ်းတစ်လုံးကိုရှာတွေ့နိုင်ပါတယ်ဒါပေမဲ့ပိုပြီးဖြစ်နိုင်ခြေရှိတာကတော့ဈေးဟောင်းနှန်းတွေ flea markets ကားကိုယ်တော်ရောင်းပွဲတွေ garage sales ကောင်းမှုဈေးthrift stores တွေမှာဂိမ်းအဟောင်းတွေကိုလိုက်ရှာကြည့်တာပါပဲ online ကနေတပဲလိုနေရာတွေမှာလဲရှာဖွေဒီနိုင်ပါတယ်အရေးကြီးတာကမူရင်းထုတ်လုပ်မှုပုံစံဖော်ပုံအတိုင်းရှိမရှိပစ္စည်းစုံမစုံစတာတွေကိုသေချာစစ်ဆေးဖို့ပါပဲ Visuals show a side-by-side comparison of a fake game cartridge is a real one or a damaged box of a pristine one ဒီနေရာမှာသတိထားရမှာတစ်ခုရှိပါတယ် retro ဂိမ်းဈေးကွက်မှာအတူအပတွေလည်းရှိတတ်ပါတယ်ဒါကြောင့်မဝယ်ခင်သေချာလေးလာဖို့ယုံကြည်စိတ်ချရတဲ့နေရာကနေပဲဝယ်ယူဖို့အကြံပြုချင်ပါတယ်ဝယ်ပြီးရင်လည်းဂိမ်းကိုကောင်းမွန်စွာထိန်းသိမ်းဖို့အရေးကြီးပါတယ်အပူဒဏ်အဆိုဓာတ်ဒဏ်ဖုံမှုတွေကနေကာကွယ်ဖို့သေချာထုတ်ပိုးသိမ်းဆည်းထားသင့်ပါတယ် Visuals close up on a collector carefully placing a game in a protective caseတကယ်တော့ဒီ retro game တွေကိုစုဆောင်းတာဟာငွေကြေးအတွက်ချီတော့မဟုတ်ပါဘူးဒါဟာအမှုပညာကိုတန်ဖိုးထားတာသမိုင်းကိုထိန်းသိမ်းတာကိုချစ်ခဲ့ရတဲ့အမှတ်တရတွေကိုပြန်လည်အသက်သွင်းတာမျိုးပါပဲဒီ game လေးတွေကကျွန်တော်တို့ကိုပျော်ရွှင်မှုတွေပေးခဲ့ဘူးသလိုအခုချိန်မှာလည်းအဲ့ဒီပျော်ရွှင်မှုတွေကနေတန်ဖိုးကြီးမားတဲ့ပစ္စည်းတွေအဖြစ်ပြောင်းလဲလာတာကိုမြင်ရတော့အံ့ဩစရာပါပဲ Visuals montage of various retro game covers slowly zooming out to reveal a vast collectionကဲပရိသတ်ကြီးရေဒီနေ့ကျွန်တော်တို့ retro game တွေရဲ့လျှို့ဝှက်စမ်းကြဲတဲ့ကဘာတွေကိုခဏတာဝင်ရောက်ကြည့်ရှုခဲ့ကြပါပြီကျွန်တော်တို့ငယ်ဘဝကကစားခဲ့မှုတဲ့ game ဟောင်းတစ်လုံးဟာတစ်နေ့မှာ300ချီတန်ဖိုးရှိလာနိုင်နေဆိုတာဘယ်သူသိနိုင်မှာလဲနော်ဒါကြောင့်အိမ်မှာကိုသုံးခဲ့မှုတဲ့ game ဟောင်းလေးတွေရှိရင်တေချာပြန်ရှာကြည့်ဖို့တေချာထိမ့်သိမ်းထားဖို့အကြံပြုပါရစေတစ်နေ့မှာကံကောင်းခြင်းတွေတစ်စီရောက်လာနိုင်ပါတယ် Outro music fades in same retro synth with style Visuals, text overlay, တင်မာရောတန်ဖိုးကြီး retro game တွေရှိနေမလား Comments မှာပြောပြခဲ့ပါဦး with social media handles ဒီလိုဘ ഹു တုတရစရာစိတ်ဝင်စားစရာဗီဒီယိုတွေထပ်မံကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲပျော်ရွှင်ကြပါစေ